ပြန်လဲရောက်တော့မယ် တားနဲ့သမီးစီဖုံးဆက်ကြည့်ပါဦးအလဲလာမှာလားလို့ ကိုကျော်ကြီးနားရင်နားပါတော့လားပြန်လဲရောက်တော့မယ် တားနဲ့သမီးစီဖုံးဆက်ကြည့်ပါဦးအလဲလာမှာလားလို့ တင်ကြံတာအလဲလာမှာမို့လား အလုပ်တွေမအားလို့မေနောက်မှပဲလာခဲ့တော့မယ် မင်းအဖေကလည်းမျှော်နေတာ ဟုတ်မေသားနောက်ကျလာခဲ့ပါမယ် ဟုတ်လေ ရှင်သားဖုံးဆက်ပြီးပြီနောက်မှပဲလာမယ်တဲ့ ငါသားမအားလို့နေမှာသမီးစီဆက်ကြည့်ပါဦး သမီးတင်ကြံကြအလဲလာမှာလားအမေမြေးတွေဖျားဘူးလိုက်ဖို့ပေးရမှာမို့နောက်မှပဲလာတော့မယ်တကြံသုံးဖို့ငွေလိုသေးလားအမေ အမေတို့ကငွေမလိုပါဘူးသမီးလာစီချင်တာ သူတို့ကိုပေးဖို့ပဲလှော်တွေတောင်ဘယ်လိုလုပ်ရမယ်မသိဘူးသူတို့အားရင်တော့လာမှာပါ